honor ဖြစ်တယ်ကျမတို့ဝိညာဉ်မိခင်လေးဝိညာဉ်ဖခင်လေးခေါင်းဆောင်လေးကျမတို့ honor လုပ်တတ်တော့သူတွေဖြစ်ဖို့ဒီမှာအရေးကြီးတာဖြစ်တယ်ဆိုတော့ကျမတို့တော့ဝိညာဉ်ဖခင်ကြီးသူ့ရဲ့ honor လုပ်ချင်းခံရတဲ့ဆရာကတော့တကယ်ကိုဆရာမထောင်ဖြစ်တယ်နော်ဆရာမထောင်အခုဆိုဒီအမေရိကန်မှာသူ့အသေးတော်ကတပတ်ကိုတသိန်းလေးဆုံးလူရတာဖြစ်တယ်ဟာလေလုယာဘောလုံးဝင်းလို့ကြီးပဲနော်အသေးတော်ကြီးအကြီးကြီးကိုစောက်ပြီးတော့မှလူတွေလည်းမြောက်များစွာပေါင်ကြတာဖြစ်တယ်ထောင်နဲ့တောင်းနဲ့ချီတော့မှလူတွေရောက်လာတာဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒီ honor လုပ်ချင်းကကျမတို့ရဲ့အသေးတော်မှာကောင်းကြီးကိုစီစဉ်လာတာဖြစ်တယ်ဆရာကြီးဆောင်ရသူ့ရဲ့အဖေဆရာမထောင် honor လုပ်နေတာဖြစ်တယ်ကျမတို့ရဲ့အကုန်လုံးကဆရာကြီးဆောင်ရ honor လုပ်ရတယ်လေးစားရတယ်သူဘလောက်ပဲစိတ်ကောင်းရှိရှိဘလောက်ပဲရင်းရင်းပေါင်းပေါင်းကျမတို့ကပခုံးပတ်ပြီးတော့ပေါင်းလို့မရဘူးသူ့ပုံမှာဘုရားသခင်တင်ပေးထားတဲ့ဗိတ်သိက်ကိုကျမတို့ကြည့်ရတယ်ဘုရားရဲ့ဗိတ်သိက်ကိုကျမတို့ honor လုပ်ရတယ်ဟာလေလုယာအဲ့လိုမျိုးပြောလို့ကျမတို့လူတွေကို honor လုပ်တာမဟုတ်ဘိတ်သိက်ကိုကျမတို့မြင်တဲ့အခါမှာတကယ်ကိုသူ့ကိုကျမတို့က honor လုပ်ရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျမတို့အသင်းတော်မှာလေဘုရားသခင်ဗိတ်သိက်ကိုပဲကြည့်ပါဟာလေလုယာဗိတ်သိက်ကိုကျမတို့ honor လုပ်ရအောင်တတိယတစ်ချက် H ကကြတော့ happy ပျော်ရွှင်စွာနဲ့ကျမတို့အသက်တာကိုနော်ဆက်ခဲ့ရတာပျော်ရွှင်စွာနဲ့လုပ်ဆောင်ရတယ်ပျော်ရွှင်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ကျမတို့မိခါရပြုကြတဲ့အသင်းတော်ဖြစ်တယ်ကျမတို့ကြည့်လိုက်ကြတဲ့လူတွေပျော်သွားပေါ့နော်နော်ပျော်ရွှင်ခြင်းနဲ့ပျော်ရွှင်ခြင်းလေးနဲ့ကျမတို့ဆက်ခဲ့ဖို့လည်းအရေးကြီးတာဖြစ်တယ်အသင်းတော်လာမယ်ဆိုရင်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းနဲ့ကျမတို့တကူနဲ့တူကူညီများကြဖို့ကတန်ရေးကြီးတာဖြစ်တယ်ဟာလေလုယာနော်ကျမတို့ဆရာကြီးဆရာမကြီးနဲ့တွေ့ပြီးပြီဆိုလို့ရှိရင်ဝါရှင်တွေလောက်ကြတယ်ကိုယ်ဝယ်ကြတယ်စက်ကကြတယ်အားရပါရပြီးလို့ရှိရင်ကျမတို့ကသွားစားကြတယ်ရှော့ပင်းတွေထွက်ကြတယ်ဒါလည်းပြုတ်ချင်ခြင်းပဲဟာလေလုယာကျမတို့ရုပ်ချင်တဲ့အသင်းတွေတော့အသင်းတော်မှာလာပြီးတော့နောက်နေ့ငါတို့အလုပ်တဲ့ဟုတ်ပါတယ်မှန်ပါတယ်ဒါပေမဲ့လည်းတော့ကျမတို့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေကိုဆက်လက်တည်ဆောင်မယ်ဆိုလို့ရှိရင်တော့နေ့စဉ်နေ့တိုင်းကတကယ်ကိုကောင်းချီးရှိတဲ့နေ့ဖြစ်လာမယ်ဟာလေလုယာနော်အဲ့ဒါကြောင့်ကျမတို့အသင်းတော်မှာလည်းအခုတော့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းနဲ့တူတူစနေမှာလည်းဝတ်ပြုကြတယ်ကိုယ်ဝယ်ကြတယ်စနေနေ့မှာဒီခါတော့ကျွန်တော်ဖတ်သွားကြမယ်ရေကူးကနေသွားကြမယ်ဒါပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းပဲဒါဘုရားရဲ့ဘုန်းတော်ပဲဖြစ်တယ်ဟာလေလုယာတော့ဒါကြောင့်အသင်းတော်မှာနံပါတ်3 H ကကြတော့ happy ဖြစ်တယ်ပျော်ရွှင်ခြင်းပုံဆောင်တဲ့အသင်းတော်ဖြစ်တယ်နံပါတ်4 H ကကြတော့ humble ဖြစ်တယ်နှိမ့်ချတော့အသက်တာကိုကျွန်တော်ကစက္ကပ်ဖို့လို့လေနှိမ့်ချခြင်းရှိတဲ့လူရဲ့အသက်တာမှာချင်းရောက်ခြင်းခံရဟာလေလုယာများများနှိမ့်ချတဲ့မှာအရင်ချင်းတွေအများကြီးရှိနေတယ်တဲ့မှာဘုရားပြထားတဲ့အတတ်ပညာတွေများများစွာရှိနေတယ်ဘယ်တော့မှမငြင်းမဲနဲ့စက္ကပ်ပါဘုရားဟာလေလုယာကျမမြန်မာပြည်မှာဆန္ဒရလိုက်ကြည့်ပြီးတဲ့ wedding march အပွဲ20လောက်ရှိတယ်ကျမ9ရက်နေ့ကကြည့်တာအသင်းတော်မှာကျမစက္ကပ်နေဆန္ဒရတရက်တယ်ကျမတရားထုတ်ရတယ်ဂီတာတရက်တယ်တော်တော်များလုပ်တယ်မိကလေးတွေနဲ့ပတ်သက်တဲ့အိမ်မှုလက်မှုလုပ်တယ်အမျိုးမျိုးကျမလုပ်တယ်ဒါပေမဲ့ကျမကိုတရားပြောက်ကအကူအညီတောင်းနေနဲ့ချခြင်းနဲ့ကျမစက္ကပ်ပြဖြစ်တယ်အဲ့ဒီအတက်ပညာကကျမဆရာလာတော့ဝိညာဉ်တော်ဆရာလာတာဖြစ်တော့ကြောင့်ဟာလေလုယာကျမတို့များများကူညီများများနှိမ့်ချခြင်းနဲ့ဘုရားအတွက်ပေးဆက်နေဆိုရင်ဘုရားကတိတ်ကိုအမြင့်ဆုံးကိုချီးမြှောက်တာဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်ကကြတော့ hunger စာနဲ့ခြင်းနဲ့တခုခုကိုကျမတို့ကစာပြီးဟဲ့ဆိုရင်ရေခဲတောင်ပြင်ပြီးသေစားရတာနော်အဲ့ဒီတိုင်းပဲဘုရားရဲ့နှုတ်ကပတ်တော်စာနေရမယ်ဘုရားအတွက်ပေးဆက်ခြင်းမှာစာနေရမယ်ဘုရားအတွက်လှုပ်ဆောင်ခြင်းမှာစာနေရမယ်အဲ့ဒီအခါမှာဘုရားရဲ့ဘုန်းတော်သင်အားဖြင့်ထင်ရှားတာဖြစ်တယ် humble life ကိုဘုရားကနှစ်သက်တယ်နောက်တစ်ခု H ကကြတော့ harmony ဖြစ်ရမယ်တူနဲ့တူနော်ကျမတို့သူလှုပ်ဆောင်ခြင်းတဲ့အရာလည်းရှိတယ်ကိုလှုပ်ဆောင်ခြင်းတဲ့အရာလည်းရှိတယ်ဒါပေမဲ့ဘုရားပြင်ဘာလို့ခိုင်းလဲဆိုတဲ့အရာကိုကြည့်ပြီးတော့ကျမတို့တူနဲ့တူ harmonize ဖြစ်စွာစက်လုံးလို့ပြောတာဖြစ်တယ် team work ဖြစ်တယ်အသင်းတော်ကလေကျမကအရန်တော်ကျမတယောက်လည်းဥဆောင်ကျမအယူမှန်ဖြစ်မှာပေါ့နော်ဟာလေလုယာနောက်ဒီကနေ့ကျမတို့ကိုတော်တာတက်တာဥဆောင်မပေးဘဲနဲ့အသင်းအဖွဲ့ရဲ့စီလုံးခြင်းညီညွတ်ခြင်းကိုကျမတို့ကဥစားပြီးတော့မှသွားဖို့ဘုရားကအလိုတော်ရှိတာဖြစ်တယ်အဲ့ဒီ harmonize ဖြစ်ခြင်းကိုပတ်ဝန်းကျင်ကတွေ့တဲ့အခါမှာဘုရားဘုံထင်ရှားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဘုရားကကျမတို့ခန္ဓာကိုယ်မှာလက်ရှိတယ်ခြေထောက်ရှိတယ်မျက်လုံးရှိတယ်
နားရှိတယ်မျက်လုံးကြီးနဲ့နော်တစ်ပတ်တော်ထဲမှာပါတယ်တကူလုံးပြည့်နေတယ်ဆိုလို့ရှိရင်ဘယ်ဟာနဲ့မျက်လုံးကစားလို့မရတာပါဇက်မပေါဆိုဘာနဲ့တော့စားမယ်ဘာနဲ့တော့စကားပြောလဲဒီနေ့အသင်းတော်မှာဘုရားသခင်ကကျမတို့အရောက်ရှင်းစီတိုင်းကိုအတတ်ပညာအမျိုးမျိုးပေးထားတာဖြစ်တယ် skill တွေအများကြီးပေးထားတာဖြစ်တယ်ကျမတို့တက်ကျွမ်းတဲ့အရာနဲ့ harmonize ဖြစ်စွာ team work တွေနဲ့ကျမတို့စက္ကန့်လေးဆိုလို့ရှိရင်အင်မတန်လှပတဲ့အရာတွေကိုဘုရားကဆက်ပြီးတော့မှလှုပ်ဆောင်ပေးမှာဖြစ်တယ်။တော့ဒါကလည်းဘုရားဘုန်းတော်ဖြစ်တယ်။ဒါကြောင့်အသင်းဖွဲ့လှုပ်ဆောင်တဲ့အခါမှာညီညွတ်စွာ harmonize ဖြစ်စွာကျမတို့ကဆက်လို့ခွန်အားပေးလို့ရတယ်။နောက်ဆုံးတစ်ချက်အသင်းတော်ရဲ့ကာချာဒါကြတော့ harvest ရိတ်သိမ်းခြင်းနဲ့မှကျမတို့ကပွားလာနေတာဖြစ်တယ်။သင်ပင်နေရာမှာပဲရှိရိတ်သိမ်းပါဘယ်လမ်းကိုပဲတော့ရိတ်သိမ်းပါဝိညာဉ်ရိတ်သိမ်းခြင်းဖြစ်တယ်။ဟာလေလုယာ။အေဝံဂေလိပြောကြားခြင်းဝိညာဉ်ရိတ်သိမ်းခြင်းဖြစ်တယ်။ဟာလေလုယာ။ဒီနေ့ရိတ်သိမ်းခြင်းမရှိတဲ့အသင်းတော်ကတော့မတွန်းပွားလာရိတ်သိမ်းခြင်းမရှိတဲ့အသင်းတော်ကတော့ဝိညာဉ်ရေးရမှာကိုယ်တိုင်ဆောက်လုပ်လာတာဖြစ်တယ်။ရိတ်သိမ်းခြင်းမရှိတဲ့အသင်းတော်ကဘုရားသခင်လှုပ်စေလိုတဲ့အရာကိုမမြင်တော့ဘူးဖြစ်တယ်။ရိတ်သိမ်းခြင်းရှိတဲ့အသင်းတော်ကဘုရားသခင်ကလမ်းကိုဖွင့်ပေးတာ။ရိတ်သိမ်းခြင်းရှိတဲ့အသင်းတော်ကဘုရားသခင်ပြတဲ့လေတစ်စက်တစ်စက်ဘောင်းတော်လေတစ်စက်တစ်စက်ကိုတိုးတက်သွားနေတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ဒီနေ့7 culture ကကြတော့နံပါတ်1 Holy Spirit နဲ့ပြည့်စုံရမယ်။နံပါတ်2ကျမတို့ honor လုပ်ရမယ်။နံပါတ်3 H ကကြတော့ happy ပျော်ရွှင်ခြင်းနဲ့အမှုတော်ဆောင်မှုလုပ်ရယ်။နံပါတ်4က humble နှိမ်ချဝန်ခံခြင်းအသက်တာရှိမှုလုပ်ရယ်။နံပါတ်5တစ်ချက်ကကြတော့ hunger စာနဲ့မှုအပ်တာဖြစ်တယ်။နံပါတ်6တစ်ချက်ကကြတော့ harmony ဖြစ်ရမယ်။နံပါတ်9နောက်ဆုံးကကြတော့ harvest ရိတ်သိမ်းခြင်းအသက်တာကိုကျမတို့အသက်ရှင်မှုလုပ်ရယ်။ဒါအသင်းတော်မှာကျမတို့ရောက်ချင်းစီတိုင်းကအဲ့ဒီ 7H နဲ့ T1 ဝိမတန်ကြီးကြီးတာဖြစ်တယ်။ဟာလေလုယာ။အဲ့တော့မှလည်းကျမတို့ရောက်ချင်းစီတိုင်းကဘုရားဘုန်းထင်ရှားဆုံးအသင်းတော်မှာဘုရား